ဒီနေ့ကကျွန်တော် headlight ပေါ့ Reddit cover ပေါ့အဲ့ဒါလေးဖြုတ်တာပေါ့မိဘ cover လဲတာပေါ့လေဟိုတစ်ခေါက်ကျွန်တော်ရိုက်ပြတယ်ကျင်နေလို့ဒါစဖြုတ်ပြီးဟိုတစ်လုံးကဖြုတ်ပြီးသွားပြီဒါဒုတိယတစ်လုံးဆက်ဖြုတ်တာပေါ့ကော်လေးတွေပြကြနေတာကျွန်တော်အဲ့သူတို့ဂျပန်ကလာတဲ့ original ကောကဘယ်လောက်ကောင်းလဲဆိုတာဒီကောင်ကဒါကအဲ့ဖြုတ်လိုက်တော့ဂျပန်ကောထွက်လာတယ်မြည်သီးတွေကဟာအများကြီးပဲတော့ကောင်းတယ်ခုဒီလုံးကကျွန်တော်ဟာအဟောင်းတစ်လုံးလဲပြီးသွားပြီပေါ့နော်ဒီကောင်ကအဟောင်းဒီလိုကျင်နေလို့လဲလိုက်တာကာဗာပဲဒီမှာ screw driver နှစ်ချောင်းနဲ့ကလန့်ပြီးတော့ဖြုတ်သွားတယ်ခဏနေကော်လေးထွက်လာပြတယ်ကတ်တယ်အားကတ်ခုနဖြုတ်တဲ့မီးခွက်မှာတက်ဖက်ကားပါပေါ့အတွင်းပြင်တန်းရှင်းလုပ်ပေးနေတာပေါ့ဘိုးလိုပြောရင်တော့မီးခွက်ဖက်တိုက်တာပေါ့နော်အဲ့ဒါဒီမှာဒါအခုလဲလိုက်တဲ့အလုံးပေါ့နော်ကားပါလဲပြီးသွားပြီဒါကကျွန်တော်ရဲ့အရင်ကားပါဟောင်းဒီလိုကျင်နေတာအဓိကကျွန်တော်ပြောတဲ့ဒီ sticker ကြီးကတ်ပြီးတော့မခွာပဲထားတဲ့ခါမှာကြာတဲ့ခါကျတော့အဲ့လိုဒီလိုကွဲတာကျင်တိုင်းအဆက်ရတယ်ကျင်နေဆိုတာကဒီလောက်ကကျင်တာပေါ့နော်ဒီလောက်ကကျင်တာဒါကြီးကကွဲပါကွဲတဲ့အဆက်ရောက်တာအဲ့မှာစခွာပြီအဲ့လိုကြီးကိုကတ်နေတော်တော်ကြီးကိုကတ်တယ်အဲ့လိုတော်တော်ဟာနေပြီလက်တဝါမကတော့ဆွဲခွာတာအဲ့တော့မကွာတာသူဂျပန် origin ကဘယ်လောက်ကောင်းလဲဆိုတာအဲ့ဒါလေးပြကြတယ်နော်အဲ့ပြလက်နဲ့ဆွဲဖြတ်တာလားတော်တော်နဲ့မပြတ်ဘူးဒီကောရဲ့တက်တန်ကဒီကျွန်တော်က2012ဆိုတော့73နှစ်လောက်ရှိပြီနော်73နှစ်လောက်ရှိရဲ့ကောရဲ့တက်တန်ရဲ့ကတ်အားပေါ့ဘယ်လောက်ကောင်းလဲဆိုတာဟိုအဲ့လိုမျိုးခွာတာကျွန်တော်ရိုးရိုးတာမန်လုံနေကြမဟုတ်တဲ့လူဆိုရင်ခွာတော့ခွာနိုင်မှာမလားမသိခုနကတအားကတ်နေပဲမဲ့သူကခွာလိုက်တဲ့ခါမှာလည်းမကြံခဲ့ဘူး cleaning လောက်တာတအားလွယ်တာပေါ့နော် residue မကြံခဲ့ဘူးဟိုမှာအကုန်ကတ်ပါသွားဟိုမီးခွက်ပါပေါ့အဲ့မှာခွာလိုက်ရင်သူကအကုန်ပါလာတာအဲ့လိုကတ်ကြံနေဆိုတာလည်းအဲ့လိုကြီးမရှိဘူးပေါ့နော်လွယ်တယ်ပေါ့ကျွန်တော်ဒီဟာတွေဆိုရင်တော့အရင်ကောင်းတော့မှာမဟုတ်လေဒီကဆီလီကွန်တွေပါလေသူကဒါဂျပန်ဟာကောဘယ်လောက်ကောင်းလဲဆိုတာဘာမှလုပ်စရာတော့မလိုဘူးဆွဲခွာလိုက်ရင်ပြုတ်ဆိုပါတယ်ဒါပေမဲ့လက်မှာကတ်သွားရင်တော့ဒီလိုမျိုးခါချရင်မကြအောင်အခုဒါကတော့ကာဗာပြန်တက်ဖို့ပေါ့နော်ဆီလီကွန်ဟိုတာပေါ့
အခုဒါတော့အပြည့်ပြီးသွားပြီပေါ့နော်ဆီလီကွန်ထည့်ဒီဘက်ပြန်အုပ်တော့မှာပေါ့ဒီချာရင်လုံအောင်ရေးလုံအောင်ဆိုတာရင်ဝင်မွိုင်းစားမဝင်အောင်ရေကတော့လုံပါတယ်အခုဒါတော့လဲလိုက်တဲ့နှလုံးပေါ့နော်ဒီနောက်ကဒီတစ်လုံးကနည်းနည်းဗတ်လေးတိုက်အောင်မိခွက်လေးထပ်တိုက်အောင်ဗတ်လေးဒီရှေ့တစ်လုံးကတိုက်ပြီးသားပေါ့နော်ဒါဒီမိခွက်ကပါပေါ့ headlight ကပါ replacement ပဲပြောရမှာပေါ့အတွေ့အကြုံလေးပေါ့နော် experience တွေပါဒီနေ့ကတော့ဒီ headlight ကကျွန်တော် headlight ကပါ replacement ကတော့ဒီဘီယမပေါ့နော်ခွန်လွတ်ဈေးကဘီယမဆိုင်မှာလာပြီးတော့လုပ်ခဲ့တာပေါ့နော်ဆိုတော်တော်အဆင်ပြေတယ်သူတို့တေချာလေးလည်းလဲပေးတယ်စေတနာလေးလည်းပါတယ်ပေါ့နော်ဒါအတွေ့အကြုံလေးကိုကျွန်တော် experience တွေပေါ့နော်အဲ့ဒါလေးကို sharing လုပ်တာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ကောင်းမြတ်ပါ